ကိုရီအားလုံးပဲမင်္ဂလာပါဗျဆော့ကာဒီရဲ့မြက်နဲ့ပြန်လာပြီးကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့စူပါဆာနေ့မှာလည်းဒီပွဲစဉ်ပွဲကောင်းနေအများကြီးရှိတဲ့ထဲကနေ EPL 2ပွဲဒါလီဂါ2ပွဲစီးရီး4ပွဲဒီဘွန်ဒက်စလီဂါနဲ့လီဂူ1ပွဲဒီစုစုပေါင်း10ပွဲကိုတူရှင်းထုံးစံနေနဲ့ပေးပြီးလုပ်ဝေသွားမှာဖြစ်ပါတယ်။ညညတော့အဆင်ပြေလိမ့်မယ်လို့ပြောနေပါတယ်။အစောပွဲတွေရိုင်းစမပြူဆိုမယ်ဒီနောက်ကျပွဲတွေအကုန်အဆင်ပြေခဲ့တဲ့အတွက်သုံးပွဲတော့တော့အပေါင်းပြလိမ့်မယ်လို့ညွှန်လဲပါတယ်။ကျွန်တော်ဒီ Telegram page channel မှာလည်းမောင်တမောင်ပေါက်ထားပါတယ်ဒီမောင်နဲ့ဒီစိတ်ကြိုက်ပွဲတွေလိုချင်တဲ့ညီကောင်များတွေ Telegram page channel ကို join ထားလို့ရပါတယ်ကျွန်တော်တို့ PV ပွဲစဉ်တွေဘက်ကိုတွားလိုက်အောင်ပထမဆုံးကျွန်တော်ဒီ PPN အစောပွဲစဉ်ဖြစ်တဲ့ United နဲ့ Fulham ဒီပွဲမှာ AC United ကပုံစံတစ်လုံးပြီးကိုပေါင်းကြီးသုံးလုံးပြီးမှာကြေးဖွင့်ထားပါတယ်ဒီစီတောင်ကြည့်ရမှာဆိုတော့ဒီဈေးနှင်းငယ်ပြင်းတဲ့အနေထားမှာရှိပါတယ်ဈေးနှင်းငယ်ပြင်းတာကလည်းဒီ United နောက်ဆုံးနှစ်ပွဲဆက်ဒီတိုက်တယ်ကဒီအပေါ်အသင်းကဒီ CI နှစ်သင်းဖြစ်တဲ့ Arsenal နဲ့ CD ကိုပြတ်နိုင်ထားတဲ့ဒီနိုင်ပွဲတွေကြောင့်ပဲဒီစီဒန်နဲ့ငယ်ပြင်းနေလို့ယူဆပါတယ်လက်ရှိကတော့ဖောင်ကြည့်မှဆိုတော့ဖောင်ရတော့အရင်မဟုတ်ပါဘူးဒီ United ကလည်းနောက်ဆုံးတော့နှစ်ပွဲနိုင်နှစ်ပွဲရှုံးနှစ်ပွဲဒီဝင်းဝင်းဖွင့်ကလည်းနောက်ဆုံးတော့မှာသုံးပွဲနိုင်တစ်ပွဲရှုံးတစ်ပွဲဒီနဲ့ဖောင်ရတော့အရင်မဟုတ်ပါဘူးပူဟန်ကလည်းဒီနောက်ဆုံး၅ပွဲမှာရိုက်တန်2-1နဲ့နိုင်ထားတဲ့ဒီ Chelsea ကို2-1လီဗာပူးကို2-2 draw နဲ့ဒီရလက်ကတော့ဒီဖောင်ကောင်းတယ်လို့ပြောလို့ရတဲ့နေရာမှာရှိပါတယ်ဒီအင်္ဂွန်းတွေမှာရလက်မဆိုးတဲ့နေရာမှာရှိပါတယ်အဝေးဝင်းကတော့ဒီ United ကိုဝါစီနဲ့ရှုံးလာပြီးအဝေးဝင်းတော့ရန်အားရစရာမရှိတဲ့နေရာမှာရှိပါတယ်ကျွန်တော်ဒီပွဲမှာUnited တို့ဒီဈေးနှင်းငယ်ပြင်းနေရဆိုပေမဲ့ဒီပွဲကဒီ United တို့ကစားပုံပြောင်းရမယ့်နေရာမှာရှိပါတယ်ဒီပြီးခဲ့တဲ့နှစ်ပွဲလို့ဒီ Arsenal နဲ့ Manchester City လို့ဘောလုံးပေးကင်ထားပြီးတံပြန်ကောင်တာနဲ့ကစားလို့မရတဲ့နေရာရှိပါတယ်ဒီပွဲကဒီ United ကအပေါ်အသင်းကြီးဖြစ်တာကြောင့်ဒီပွဲမှာတော့ဒီ United တို့ဘောလုံးကင်ကစားရပြီးဖူဟန်ကပဲတံပြန်ကောင်တာနဲ့ဒီကစားမယ့်နေရာမှာရှိပါတယ်ဒါကြောင့်မို့ဒီ United တို့အနေနဲ့ဒီကစားပုံပြောင်းလဲလာတဲ့ပွဲမှာအလုပ်ဖြစ်ပါမလားစောင့်ကြည့်ရမယ့်နေရာမှာရှိပါတယ် United ကိုကြီးမှန်တဲ့ဒီပေါက်ကြီးပေါက်တဲ့ပွဲတွေဆိုရင်ဒီသူအနေနဲ့ကြီးအောင်လေးရှိတယ်ဆိုပေမဲ့ဒီအပေါ်ကြီးပေါက်တဲ့ပွဲတွေမှာဆိုရင်ရုံးကန်ရတဲ့အနေအထားမှာလည်းရှိတယ်ဒါကြောင့်ကျွန်တော်ဒီပွဲမှာတစ်လုံးတည်သေးတယ်ပြည့်နေသေးတယ်ဆိုပေမဲ့ကျွန်တော်ဒီပွဲမှာဖူဟန်လို့တေးတစ်ပေါက်ရှိရဲ့ဒီနှစ်ကိုပြတ်မရှုံးနိုင်တဲ့အနေအထားမှာရှိတာကြောင့်ဝေကွင်းဖူဟန်ဘော်ဒီကိုရွေးချယ်ထားပါတယ်နောက်တစ်ပွဲတော့ဒီ Tottenham Hotspur နဲ့ City ဒီပွဲမှာဝေး City ကဘော်ကြီး350စာကိုပေါင်းကြီးသုံးလုံးတည်မှာကြေးပွင့်ထားပါတယ်ဒီစီးတောင်ကြည့်ရမယ်ဆိုတော့ဒီစိတ်တိုက်တိတ်ဆိုမှုတွေတိုင်းမှာလည်းဒီ Tottenham Hotspur ဒီ City နဲ့တွေတိုင်းမှာအသာကြီးရတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီပွဲမှာတော့ဒီ City တို့အကွေးကွင်းကလည်းတစ်လုံး90စာဆိုတဲ့စီးတန်းကတော့ဖြစ်တဲ့နေလို့ပြောလို့ရတဲ့စီးတန်းဖြစ်ပါတယ်လက်ရှိကဖောင်မှာတော့ဖောင်ရတော့နှစ်သုံးလုံးကတော့ဒီအသင့်တက်ရှိတဲ့အနေအထားမှာရှိပါတယ် Tottenham Hotspur နောက်ဆုံး5ပွဲမှာ2ပွဲနိုင်2ပွဲရှုံး2ပွဲတည်အကွေးကွင်းဒီ City ကနောက်ဆုံး5ပွဲမှာ3ပွဲနိုင်2ပွဲရှုံးတယ်ဒီ Tottenham Hotspur ကိုကြည့်မယ်ဆိုရင်တော့ဒီချန်ပီယံလိမှာလာရလက်ကောင်းတယ်ဆိုရင် EPL မှာတော့ရုန်းကန်နေရတဲ့ဖြစ်တဲ့နေရာမှာရှိပါတယ်ဝေးဝင်း City ကိုကြည့်မယ်ဆိုတဲ့နောက်ခံ2ယောက်ဂျဘာဒီယောနဲ့ရူဘန်ဒီရဲ့နာထားတဲ့နေရာမှာဖြစ်တာကြောင့်ခံစစ်ကတော့ EPL မှာတော့ဒီခံစစ်ကဒီပေးကိုတွေခွင့်ပြုနေရတဲ့နေရာမှာရှိပါတယ်ကျွန်တော်ဒီပွဲမှာတော့ဒီနှစ်သင်းဖြစ်တဲ့တူဆုံမှုတွေတိုင်းမှာလည်း Tottenham Hotspur အနေနဲ့ City ကိုရှိန်မီရဲနဲ့ဒီပြန်လည်သွင်းကိုတွေသွင်းတတ်တဲ့နေရာမှာဖြစ်တာကြောင့်ကျွန်တော်ဒီပွဲမှာသုံးလုံးသေးပေါက်ကြည့်အောင်မှာကိုပေါင်းအပေါ်တစ်မျိုးတွေကိုပဲရွေးချယ်ထားပါတယ်ဝေးဝင်း Manchester City ကြည့်မယ်ဆိုရင်ဒီညက Arsenal နဲ့သုံးမရထားတဲ့နေရာမှာဖြစ်တာကြောင့် City တို့အနေနဲ့ဒီတိုက်တဲ့အတွက်ဖိအားပေးဖို့အတွက်ဒီနိုင်ပွဲလိုအပ်နေတဲ့နေရာမှာဖြစ်တာကြောင့်နှစ်သုံးလုံးကတော့ဖွင့်ကန်လာမယ့်နေရာမှာသုံးလုံးသေးပေါက်ကြည့်အောင်မှာကိုပေါင်းအပေါ်တစ်မျိုးတွေကိုပဲရွေးချယ်ထားပါတယ်နောက်ပွဲတော့ဒီလာလီဂါပွဲစဉ်ဖြစ်တဲ့ VA နဲ့ Black ကတော့ဒီပွဲမှာ Asian VA ကဘော်ဒီနှလုံး90ဆိုတာကိုပေါင်းကြည့်350ရှုံးမှာကြေးပွက်ထားပါတယ်ဒီနေ့တော့ကြာမှဒီပထမကြော့ဒီ VA ဝေးဝန်းကနေနှလုံး90ရှုံးထိပေးထားနေတာမှာဖြစ်တာကြောင့်အင်္ဂဝေးကိုကြည့်မှဆိုရင်နှလုံး90စာဆိုတဲ့ဈေးတန်းကတော့ဈေးမှန်တဲ့အနေအထားမှာရှိပါတယ်ပထမကြော့ဒီအဝေးဝန်းမှာတုန်းကလည်းဒီ VA အနေနဲ့ Black ကတော့ကိုရဖို့ခက်ခဲခဲ့တဲ့နေရာမှာရှိပါတယ်ပထမကြော့ CC ဖတ်ထားတဲ့အနေအထားလည်းဖြစ်တယ်ဒီပွဲမှာလည်း VA အနေနဲ့ဒီရှားရက်ထဲမှာလည်းဒီချန်ပီယံလိဘင်ဖီကာရဲ့အိမ်ကွင်းမှာတွားကန်ပြီးတော့ဒီရှုံးနေထားပြီးအဝေးကွင်းပွဲပန်းထားတဲ့အနေအထားမှာလည်းဖြစ်တယ်ဒီပွဲမှာလည်းဒီဝေးဝင်းဘလကောင်အနေနဲ့ဒီအဝေးကွင်းဖြစ်တာကြောင့်ခံစစ်အသားပြုပြီးတကားလာမယ့်နေရာမှာဖြစ်တာကြောင့် VA တို့ပွဲပန်းထားတဲ့နေရာမှာဖြစ်တာကြောင့်350ရှုံးပေါက်ကြမှာ VA တို့လုံးကိုတွေနိုင်ဆိုင်မှုခက်ခဲလာမယ့်နေရာမှာရှိပါတယ်ဒါကြောင့်ဒီပွဲမှာ350ရှုံးပေါက်ကြမှာကိုယ့်အတမျိုးတွေရွေးချယ်ထားပါတယ်နောက်တစ်ပွဲကဒီ Athletic Club နဲ့ VS Sociedad ဒီပွဲမှာအင်ရှင် Athletic Club ကဘူဂျီ50ရှုံးကိုပေါင်းနှလုံး90ရှုံးမှာကြီးဝတ်ထားပါတယ်ဒီစတဲ့ကြက်မစလို့ဒီ stand ရကြည့်မယ်ဆိုရင်ဖြစ်တဲ့နေဆိုပေမဲ့ဒီ Athletic Club အနေနဲ့ VF ပါစီလာလီဂါဒီမှာလာလီဂါမှာ VF ပါစီပြီးရင်ဈေးတန်းအမြင့်ဆုံးအသင်းဖြစ်တာကြောင့်ဒီဈေးတန်းကတော့ဒီ VS Sociedad ကို in win level 50ရှုံးဆိုတဲ့ဈေးတန်းကဈေးပြော့ပြောင်းတဲ့အနေအထားမှာရှိပါတယ်။လက်ရှိဖောက်မှာလည်း
လက်ဒီလက်တို့ဒီဖောင်းအောင်ပြီးဆိုစီတက်ကတော့နောက်ဆုံး၅ဘွဲမှာရှုံးပွဲမရှိတာတွေပဲဒီဘွဲနိုင်တပွဲတည်နဲ့ဖောင်းရန်ကောင်းတဲ့အနေအထားမှာရှိပါတယ်အင်ရှင်အက်တလက်တစ်လက်ကိုကြည့်မယ်ဆိုရင်ဒီဂျာရက်မှာသူ့အနေနဲ့ဒီချန်ပီယံလိပလေးအော်ဒီဝင်ဖို့အတွက်ဒီဖြစ်နိုင်တဲ့အနေအထားမှာဖြစ်တာကြောင့်ဒီဂျာရက်မှာချန်ပီယံလိပွဲမှာလည်းရုံးထားပြီးတော့ဒီရုံးထားပေမဲ့ဒီ2-3နဲ့ Sporting ကိုရှုံးထားတဲ့အနေအထားမှာဖြစ်တာကြောင့်သူ့အနေနဲ့ဒီချန်ပီယံလိကလည်းထွက်ထားပြီးပွဲလဲပန်းခဲ့တဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်ဒီမှာပွဲလဲပန်းနေတယ်ဖောင်းလဲအောက်နေအနေအထားမှာဖြစ်တာကြောင့်ဆိုစီတက်တို့ကလည်းဖောင်းအကောင်းမွန်လုံးဖြစ်နေတဲ့အနေအထားမှာအောက်ကြီးလဲပေါ်တဲ့အနေအထားမှာဖြစ်တာကြောင့် level 50ရှင်ပေါင်းကြောက်မှာအဝေးကွင်းရွေးဆိုစီတက်ပွဲကိုရွေးချယ်ထားပါတယ်နောက်တစ်ပွဲတော့ဒီ series ပွဲစဉ်ဖြစ်တဲ့ Cremonini နဲ့ Inter ဒီပွဲမှာအဝေး Inter ကဘောကြီးတလုံးရှင်ကိုပေါင်းကြီး350အစားမှာကြီးပွက်ထားပါတယ်ဒီကြောင့်ကြည့်ရမယ်ဆိုတော့ဒီတက်တဲ့ Cremonini ကိုဒီ Inter အဆင့်တက်မှာရတဲ့နေ Inter နဲ့ဒီကြီးတန်းကတော့ပေးရမယ့်အနေအထားမှာရှိပါတယ်လက်ရှိ form ကိုကြည့်မယ်ဆိုရင်လည်း Inter form ရန်ကောင်းနေပါတယ်နောက်ဆုံးတော့မှာ၄ပွဲနိုင်1ပွဲရှုံးပြင်ရှင် Cremonini ကတော့နောက်ဆုံးတော့မှာ3ပွဲရှုံး2ပွဲတည်နဲ့သူ့အနေနဲ့ဒီတန်းဆောင်ကနေအနည်းငယ်လွတ်လာတဲ့အနေအထားမှာတော့ရက်လက်လေးတွေပြန်ကြာဆန်းထားတဲ့အနေအထားမှာရှိပါတယ်ဒါပေမဲ့ဒီရှုံးပွဲတွေကလည်းဝေးပွဲမှာရှုံးထားပြီးအင်ကွင်း2ပွဲကတော့ဒီတေ2ပွဲနဲ့အင်ကွင်းမှာတော့သူ့အနေနဲ့ဒီခံကန်နိုင်တဲ့အနေအထားမှာတော့ရှိပါတယ်ဝေးပွဲအင်တာကိုကြည့်မှဆိုရင်လက်ရှိစတန်နေရအဆင့်1နေရာမှာရည်တည်နေပြီးအဆင့်2နဲ့က5မှတ်ထိလည်းပြတ်ထားတဲ့အနေအထားမှာဖြစ်တာကြောင့်စီးရီတို့ရဲ့ထုံးစံတိုင်းအမှတ်အရင်မကွာပဲဒီအောက်ကတွင်းနေနဲ့ဒီပြန်ပြီးတော့ကတ်အောင်ဒီပြန်ကန်တတ်တဲ့အနေအထားမှာလည်းဖြစ်တယ်အင်တာကလည်းဂျာရက်မာကြီးထောက်မွန်နဲ့ဝေးပွဲပတ်ကန်ပြီးတော့ပွဲပတ်ထားတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီပွဲမှာရမှတ်အဖြစ်ဒီအစစ်တဲ့နေရာမှာဒီ5မှတ်ထိဖြတ်ထားတဲ့ဒီအင်တာအနေနဲ့ဒီပပပပဲကန်လာမဲ့အနေအထားမှာဖြစ်တာကြောင့်တစ်လုံးရှုံးဆိုတဲ့ဈေးကမှာပွဲလဲပန်းထားတဲ့အနေအထားမှာဖြစ်တာကြောင့်အင်တာတို့နှစ်ခုမပြတ်နိုင်တဲ့အနေအထားမှာရှိပါဒါကြောင့်အေရှင်ခွေမိုနီဘော်ဒီကိုရွေးချယ်ထားပါတယ်နောက်တစ်ပွဲဒီပါမောင်းနဲ့ဂျူဗန်တက်ဒီပွဲမှာအဝေးဂျူဗန်ကဘော်ဒီတစ်လုံးကြီးကိုပေါင်းကြီးနှလုံးရှုံးမှာကြီးပွင့်ထားပါတယ်ဒီဈေးထောင်ကြည့်ရမှာဆိုတော့ဒီအဝေးဝင်းဂျူဗန်နေနဲ့ဒီဈေးတန်းကတော့ဖြစ်တဲ့အနေအထားမှာတော့ရှိပါတယ်လက်ရှိကားနာဖောင်မှာဖောင်ရတော့ပါမောင်းလည်းဖောင်မဆိုးတဲ့အနေအထားမှာရှိပါတယ်နောက်ဆုံးတော့မှာတစ်ပွဲနိုင်နှစ်ပွဲရှုံးနှစ်ပွဲတည်နဲ့ဒီသေပွဲနဲ့နိုင်ပွဲလေးရထားတဲ့အနေအထားမှာဖြစ်တာကြောင့်ပါမောင်းဖောင်ကတော့အရင်ဆိုးတဲ့ထဲမှာမပါပါဘူးဝေးဝင်းဂျူဗန်ကြည့်မှဆိုရင်နောက်ဆုံးတော့မှာ3ပွဲနိုင်တစ်ပွဲရှုံးပွဲတည်နဲ့ဂျူဗန်လည်းဖောင်တက်ရှိတဲ့အနေအထားမှာရှိပါတယ်ဒီပွဲမှာတော့ဒီဝေးဝင်းဂျူဗန်တို့ဂျာရက်မှာလည်းမိုနာကိုရဲ့အင်ကွင်းမှာချန်ပီယံလိဝေးဝင်းတော့ကန်ပြီးတော့ပွဲပန်းထားတဲ့အနေအထားမှာရှိပါတယ်နောက်ဆုံးဂျူဗန်ရဲ့ဝေးဝင်းတွေကြည့်မယ်ဆိုရင်ဝေးဝင်း2ပွဲမှာနိုင်ပွဲပြောင်းဆုံးထားပြီးဝေးဝင်းမှာတော့ရုံးကန်ရတဲ့အနေအထားမှာရှိပါတယ်အင်ကွင်းနောက်ဆုံး5ပွဲမှာဒီနိုင်ထားတဲ့3ပွဲရတယ်အင်ကွင်းတွေမှာလည်းနိုင်ထားပြီးဝေးဝင်းတွေမှာတော့နိုင်ပွဲပြောင်းနေတဲ့အနေအထားမှာဖြစ်တာကြောင့်ဝေးဝင်းမှာဒီဂျူဗန်တို့အနေနဲ့ဒီအနည်းငယ်ဖောင်အောက်နေတဲ့အနေအထားမှာရှိပါတယ်ဒီပွဲမှာတော့နှလုံးရှုံးဆိုတဲ့စီးတိုင်းမှာပွဲလက်ပတ်နေတဲ့အနေအထားမှာဖြစ်တာကြောင့်ဂျူဗန်တို့ဝေးရဖို့အဝေးဝင်းလည်းမကောင်းတဲ့အနေအထားမှာဝေးရဖို့ခက်ခဲမဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်နှလုံးရှုံးဆိုတဲ့ပေါ်ကြောင်မှာကိုမအောက်တမျိုးတွေကိုပဲရွေးချယ်ထားပါတယ်နောက်တစ်ပွဲကဒီကိုမိုနဲ့အတ္တလန်တာဒီပွဲမှာအေရှင်မိုကဘော်ဒီကြီးlevel 50ပေါင်းကြီးနှလုံးရှုံးမှာကြီးပွင့်ထားပါတယ်ဒီနေ့တော့ကြည့်ရမှာဆိုတော့ဒီပြီးခဲ့တဲ့200လေးလောက်ကမှတန်းတက်လာတဲ့ကိုမိုနေနဲ့အတ္တလန်တာကိုဒီ level 50ရှုံးဆိုတဲ့ကြောင့်ကတော့ဈေးမပြော့ပါဘူးလက်ရှိစတန်နေမှာလည်းအထောက်ရည်တည်ထားပြီးဖောင်ရလည်းရမ်းမကွာပါဘူးဒီကိုမိုနေနောက်ဆုံးလောက်မှာ3ပွဲနဲ့တစ်ပွဲရှုံးတစ်ပွဲတည်နေဖောင်ကောင်းမွန်လုံးလေးထားမှာရရှိနေပြီဒီဟာဒီမိပြဖတ်ပြေးကလည်းဒီဥရောပဝင်တဲ့နေရာအတွက်ဒီရုံးနေတဲ့အနေအထားမှာရှိပါတယ်ဝေးဝင်းအတ္တလန်တာကိုကြည့်မယ်ဆိုရင်ဂျာရက်မှာချန်ပီယံလိပ်ယူနီယံစိတ်အင်္ဂလန်မှာပြောကန်ထားပြီးပွဲပန်းထားပါတယ်ဒီပွဲကလည်းအဝေးဝင်း2ပွဲဆက်လည်းဖြစ်တယ်ကန်ရမယ့်အနေအထားကလည်းဖောင်ကောင်းနေတဲ့ကိုမွေးရဲ့အင်္ဂလန်မှာပြောကန်ရမယ့်အနေအထားမှာဖြစ်တာကြောင့်အတ္တလန်တာတို့လွယ်ကူမဲ့အနေအထားမှာမရှိပါဘူးဒါကြောင့်ဒီပွဲမှာ level 50ရှုံးဆိုတဲ့စီးတန်းကလည်းဖြစ်တဲ့အနေအထားမှာဖြစ်တာကြောင့်အင်ရှင်ကိုမိုဘော်ဒီကိုရွေးချယ်ထားပါတယ်နောက်တစ်ပွဲဒီတိုညိုနဲ့လက်စီဒီပွဲမှာအင်ရှင်တိုညိုကဘော်ဒီ level ရှုံးပူပေါင်းကြီးနှလုံး50ရှုံးမှာကြီးပွင့်ထားပါတယ်ဒီပွဲမှာတော့ဒီကိုပန်းအောက်တမျိုးလေးကိုရွေးချယ်ထားပါတယ်နောက်တစ်ပွဲဒီမန္တလေးကပွဲစဉ်ဖြစ်တဲ့ဒေါ့မွန်နဲ့ဟိုက်တာဟင်းဒီပွဲမှာအရှင်ဒေါ့မွန်ကဘော်ဒီနှလုံး50စာကိုပေါင်းကြီး350ရှုံးမှာကြီးပွင့်ထားပါတယ်ဒီဗီဒီယိုကြည့်မှဆိုရင်ပမာကျော်ဈေးနဲ့ကြည့်မှဆိုရင်ဒီဒေါ့မွန်နဲ့ပြား50လောက်ဈေးပြည့်နေလို့ပြောရတဲ့အနေအထားမှာရှိပါတယ်လက်ရှိစတန်နဲ့မှာလည်းဒေါ့မွန်ကအဆင့်2နဲ့ညညကဘန်မီနကရမှတ်တေကြပြီးရမှတ်ဆုံးထားတဲ့အနေအထားမှာဖြစ်တာကြောင့်ဒေါ့မွန်နဲ့ဒီပွဲနိုင်မယ်ဆိုရင်ပွဲတူ6မှတ်ပဲကွာတော့မယ်အနေအထားမှာဖြစ်တာကြောင့်မန္တလေးကတိုက်တဲ့အတွက်ပြန်ပြီးတော့နှောလင်းချက်ရှိလာနေတာမှာရှိပါတယ်ဒီအဆင့်1ကဒီဘန်မီနကိုကြည့်မယ်ဆိုရင်ဒီနောက်ပိုင်း2ပွဲဆက်နောက်ဆုံး2ပွဲဆက်တဲ့ဒီနိုင်ပွဲပြောင်းဆုံးထားပြီးရမှတ်ဆုံးယူထားတဲ့အနေအထားမှာဖြစ်တာကြောင့်ဒေါ့မွန်တို့ဒီခွင့်ရေးကိုလက်လွတ်ခံလို့မရတဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်မို့ဒီဈေးရလည်းပြား50လောက်ဈေးပြင်းတဲ့အနေအထားမှာလည်းဖြစ်တယ်ဒေါ့မွန်တို့တိုက်တဲ့အတွက်ကျုံရမယ့်အနေအထားမှာဖြစ်တာကြောင့်ဒီဂျာရက်တွေချန်ပီယံလိပ်တွေပွဲပန်းထားရဆိုမှချန်ပီယံလိပ်မှာလည်းအင်ကွင်းမှာအင်တာကိုအခမ်းရတဲ့အနေအထားမှာဖြစ်တာကြောင့်အရင်တော့ပွဲမပန်းထားတဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်ဒီပွဲမှာအင်ကွင်း2ပွဲဆက်ကန်ရမယ့်အနေအထားမှာဖြစ်တာကြောင့်ဒေါ့မွန်တို့အနေနဲ့နှလုံး50စားမှာ
အင်ရှင်ထောက်မဘော်ဒီနဲ့ကိုပေါင်းကြီး350ရှုံးပေါက်ကြောက်မှာတော့ကိုပေါင်းအောက်ကိုရွေးချယ်ထားပါတယ်နောက်ပြီးတော့ဒီလီကူ1ပွဲစဉ်ဖြစ်တဲ့ Star Pro နဲ့ PSG ဒီပွဲမှာဝင်းမြေချက်ကဘော်ဒီကြီးတစ်လုံးတည်းကိုပေါင်းကြီး3လုံးတည်းမှာကြီးပွင့်ထားပါတယ်ဒီနေ့ကတော့ PSG အနေနဲ့ဝေးကွန်းဆိုနေပေးတဲ့အနေထားမှာရှိပါတယ်လက်ရှိ form ကြည့်မှဆိုရင် form ရတော့ Star Pro form ပိုကောင်းထားပါတယ်နောက်ဆုံးတော့မှာဒီပွဲနိုင်တပွဲတည်နဲ့ရှုံးမှမရှိကန်ထားပြီးဝေးကွန်း PSG ကြီးမှဆိုရင်နောက်ဆုံးတော့မှာနှစ်ပွဲနိုင်နှစ်ပွဲရှုံးနှစ်ပွဲတည်နဲ့ပြန်မွေးစုံမှာရှင်းစမ်းပိုင်းရတော့တော်လေးပြီးဆိုတာကြာဆင်းလာတဲ့အနေထားမှာရှိပါတယ်ဒီPSG အနေနဲ့ဒီနောက်ပိုင်းပွဲစဉ်တွေမှာ3-9ရဖို့ရုန်းကန်ရပြီးဒီခန်းစစ်ကတော့အရင်မဆိုးသေးတဲ့အနေထားမှာရှိပါတယ်ကျွန်တော်ဒီပွဲမှာတော့ Star Pro ကလည်းဖောင်ကောင်းနေတဲ့အနေထားလည်းဖြစ်တယ်ဒီပထမကြော့တေရလက်ဒီတောင်အဝေးကနေတေရလက်တောင်ကန်ထားတဲ့အနေထားလည်းဖြစ်တယ်လက်ရှိဖောင်ရလည်းဒီ Star Pro တို့တေတစ်ပေါက်ရှိတဲ့အနေထားမှာဖြစ်တာကြောင့်တလုံးသေးပေါက်ကြည့်အောင်မှာအင်ရှင် Star Pro ဘော်ဒီနဲ့တလုံးသေးပေါက်ကြည့်အောင်လည်းကိုပေါင်းအောက်ကိုရွေးချယ်ထားပါတယ်စူပါဆန်ညမှာအားလုံးပဲအပေါင်းပြကြပါတယ်ဗျ